မင်္ဂလာပါဒီတစ်ခါမှာတော့ထမင်းစားမိန်နဲ့တုံရမ်းဟင်းရည်လေးချက်ပြသွားမှာဖြစ်ပါတယ်ချက်နည်းတွေကတော့တယောက်တစ်မျိုးမတူကြပါပဲကိုဘလို့ချက်လဲဆိုတာလိုက်ကြည့်လိုက်ရအောင်နော်ကိုကပစုံတုံရမ်းချက်မှာဆိုတော့ကိုအတွက်လိုအပ်တာလေးကတော့ပစုံလေးပေါ့နော်ပစုံကောင်းလေးတွေကတော့အရေးပြုတ်ဖို့အတွက်တတ်ခွဲထားတာပေါ့နော်နောက်တစ်ခုကတော့ sausage တွေပါထဲရအဆင်ပြေအောင်အတုံးတုံးလေးတွေလုပ်ထားပါတယ်တုံရမ်းဟင်းရည်ဆိုမှတော့သူနဲ့မရှိမဖြစ်လိုအပ်တဲ့နောက်တစ်မျိုးကတော့မှုလေးပဲဖြစ်ပါတယ်မှုကိုတော့များများလေးပို့သုံးထားပါတယ်နောက်တစ်ခုကတော့တုံရမ်းဟင်းရည်ရဲ့အဓိကမရှိမဖြစ်ပဲပေါ့နော်ခရမ်းချဉ်သီးဖြစ်ပါတယ်နောက်တစ်မျိုးကတော့ပဲပြားပါပဲပြားတွေကိုတော့တွိကန်ပုံစံလေးတွေလှီထားပေးပါတယ်ပဲပြားပြီးွားရင်တော့နောက်တစ်မျိုးအရွက်အနေနဲ့ကတော့မုံညင်းရွက်လေးသုံးထားပါတယ်ဒီနေရာမှာကိုကမုံညင်းအဖြူအစားမုံညင်းအစိမ်းလေးပဲသုံးပြထားပါတယ်တုံရမ်းဟင်းရည်အရေးတောက်လေးအတွက်ဒါလေးတွေကလည်းမရှိမဖြစ်လိုအပ်တာလေးတွေပါပဲပထမဆုံးအနေနဲ့စပလင်လေးလိုပါတယ်ပြီးွားတဲ့ခါမှာတော့နက်နက်မင်းနဲ့ငရုတ်သီးလည်းလိုအပ်ပါတယ်ရှင်ပြီးွားတဲ့ခါမှာတော့ရှောက်ရွက်ကတော့တုံရမ်းဟင်းရည်အတွက်မရှိမဖြစ်ပေါ့နော်ရှောက်ရွက်နံလေးမွေးနေမှာကောင်းပါလိနောက်တစ်ခုကတော့ကြက်သွန်နီဖြစ်ပါတယ်ပြီးသွားတဲ့ခါမှာတော့နောက်ထပ်လိုအပ်တာလေးကကြက်သွန်ဖြူနဲ့ဂျင်းနဲ့ဖြစ်ပါတယ်နောက်ထပ်ကိုကအနှံ့လေးမွေးဝအောင်စပလင်လေးထပ်ထောင်ထည့်ချင်သေးတာကြောင့်စပလင်လေးတွေလည်းနှုတ်စင်ပြီးလှီထားပါတယ်ရှင်တုံရမ်းဟင်းရည်အတွက်လိုအပ်တဲ့နောက်တစ်မျိုးကတော့အုန်းနို့မှုန့်ဖြစ်ပါတယ်အမှန်တော့အုန်းနို့အရည်သုံးရင်တော့ပိုကောင်းပါတယ်ကိုကတော့အုန်းနို့အမှုန့်လေးကိုပဲအရည်ဖြော်မှာဖြစ်ပါတယ်ဒါကတော့တုံရမ်းခဲလေးပါခနောတုံရမ်းခဲလေးပဲသုံးထားပါတယ်ရှင်တချို့တွေကတော့တုံရမ်းအနှစ်လေးသုံးကြရပေါ့နော်ကိုကတော့ဒီတုံရမ်းခဲလေးပဲသုံးမှာဖြစ်ပါတယ်သူကနှစ်ခဲပါတယ်ပေါ့နော်ကိုကတစ်ခဲပဲသုံးမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်စချက်လိုက်ရအောင်စစချင်းရေလေးကိုစူအောင်တည်ပါမယ်ပြီးသွားပြီဆိုတာနဲ့မစုံကောင်းလေးတွေကိုထည့်ပြီးတော့ပြုတ်ပါမယ်ရှင်အဲ့လိုမျိုးပေါ့နော်အမြုပ်လေးတွေထားလာပြီဆိုအမြုပ်လေးတွေနည်းနည်းလောက်ဖယ်ပေးရပါမယ်ရှင်ပြီးသွားတဲ့ခါမှာတော့ပစုံလေးတွေလည်းပေါ့နော်စူပွားစားဖြစ်နေပြီဆိုတော့ပစုံတွေကိုဖယ်ပြီးရင်အရေးကြီးပဲကိုသုံးပါမယ်ရှင်ဟင်းရည်လေးပူချိုဖို့အတွက်ပါရှင်ပြီးွားရင်တော့ခုနကတော့ကြက်သွန်ဖြူကြက်သွန်နီစပတ်လင်ချင်းတို့ကိုထည့်ပေးပါမယ်ရှင်ဟင်းရည်ကအများကြီးချက်မှာဆိုတော့အကုန်လုံးပေါ့နော်များများလေးထည့်ပေးထားပါတယ်ပြီးွားတဲ့ခါမှာတော့နံလေးမွေးအောင်လို့စပယ်လင်လေးကိုထပ်ထည့်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့ဟင်းရည်စားချက်ဖို့အတွက်ကိုရေတွေထပ်ထည့်ပါမယ်ရှင်ရေတွေထည့်ပြီးွားတဲ့ခါမှာတော့ကိုကဟင်းရည်အတွက်ကိုတုံရမ်းခဲလေးစားထည့်ပါပြီရှင်အစားကတော့တုံရမ်းခဲကိုတစ်ခဲပဲသုံးလို့ပေါ့နော်လောက်မယ်ထင်လို့ဒါပေမဲ့အယောင်ကြည့်လိုက်တဲ့အခါမှာအယောင်ဖြုတ်နေတာနဲ့တုံရမ်းခဲကိုနှစ်ခဲလုံးသုံးလိုက်ပါတယ်ကိုကအယောင်ဆိုရင်လည်းရဲရဲလေးမှကြိုက်တာမို့လို့လေတုံရမ်းခဲနှစ်ခဲထည့်လိုက်တဲ့အခါမှာအယောင်လေးကခုနထက်စာရင်ပိုပြီးတော့လှသွားတယ်ပေါ့နော်အယောင်ရဲရဲလေးနဲ့ပိုပြီးစားချင်စရာလေးဖြစ်သွားတယ်ဒါဆိုရင်တော့အခုပစုံလေးတွေစထည့်ပါတော့မယ်ရှင်ပစုံလေးတွေကလေရေဆေးပြီးတော့တန့်စင်ထားပြီးသားလေးတွေပါအခုဆိုရင်ပစုံလေးတွေကုန်စထည့်လိုက်ပါပြီရှင်ပစုံလေးတွေအားလုံးကုန်အောင်ထည့်ပြီးွားတဲ့အခါမှာတော့နောက်ထပ်တစ်မျိုးထပ်ထည့်မှာကတော့ sausage လေးတွေပဲဖြစ်ပါတယ် sausage လေးတွေကိုလည်းကုန်အောင်ထည့်ပါမယ်ရှင်အစားကတော့လေကိုဝေတာလေးတွေကိုနည်းတယ်လို့ထင်တာပေါ့နော်ဒါပေမဲ့တကယ်ချက်ကြည့်လိုက်တဲ့အခါကျတော့မနည်းပါဘူးရှင်အများကြီးပဲရပါတယ်ကဲဒါဆိုရင်တော့ဆက်လက်ပြီးတော့မှုလေးတွေဆက်ထည့်ပါမယ်ရှင်မှုကတော့ပေါ့နော်ဒီတုံရမ်းဟင်းရည်မှာဆိုရင်မရှိမဖြစ်ပဲပေါ့နော်မှုလေးတွေကိုများများစားချင်တာကြောင့်မို့လို့အများကြီးထည့်ပြီးတော့သုံးထားပါတယ်ရှင်မှုတွေထည့်ပြီးသွားတဲ့အခါမှာတော့နောက်ထပ်အဓိကလိုအပ်တဲ့ခရမ်းချဉ်သီးတွေကိုထည့်မှာဖြစ်ပါတယ်ရှင်ခရမ်းချဉ်သီးတွေကိုလည်းကိုကအယောင်ရဲရဲလေးဖြစ်ချင်တာကြောင့်မို့လို့များများလေးထည့်သုံးထားတယ်ပေါ့နော်စားပလာတွေစုံအောင်မထည့်ရသေးဘူးဒါပေမဲ့စားချင်စရာလေးဖြစ်နေပြီပေါ့နော်အခုဆိုရင်ရေအိုးလေးစူအောင်လို့အဖုံးလေးပိတ်ပြီးတော့ခဏစောင့်ပါမယ်ရှင်ရေအိုးလေးစူသွားပြီဆိုရင်တော့ကိုကဆက်လက်ပြီးတော့အရွက်လေးတွေဆက်ပြီးတော့မုံညင်းရွက်လေးတွေပေါ့နော်မုံညင်းရွက်လေးတွေဆက်ပြီးတော့ထည့်ပါမယ်ရှင်အစားကတော့အရွက်လေးတွေမနှမ်းသွားအောင်လို့ဆိုပြီးတော့အိုးစူတော့မှထည့်တာပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့ချက်ရင်နဲ့အရွက်လေးတွေကနည်းနည်းကြာသွားတဲ့ခါကျတော့နွမ်းတော့နွမ်းသွားပါတယ်ဒါပေမဲ့စားလို့တော့ကောင်းပါတယ်ရှင်ပြီးသွားတဲ့အခါမှာတော့ပဲပြားတုံးလေးတွေကိုထည့်ပါမယ်ရှင်ပဲပြားအဲ့ဒါတစ်ထုံးပဲသုံးထားတာရှင်ဒါပေမဲ့လေအများကြီးရတယ်တကယ်ပေါ့နော်တစ်ထုံးကိုဒီလို tree can ပုံလေးတွေလှီထားတဲ့ခါကျတော့အများကြီးရပါတယ်ရှင်
ပဲပြားတွေထည့်ပြီးသွားတဲ့အခါမှာတော့ဆက်အောင်လို့ဆက်ဆက်လေးစားချင်တာကြောင့်ပေါ့နော်ငရုတ်သီးလေးတွေထည့်ထားပါတယ်ငရုတ်သီးကိုတော့ကိုကအနီရောင်လေးတွေပဲရွေးပြီးသုံးထားပါတယ်ရှင့်ဒါဆိုရင်ဟင်းရည်ကတဝက်နီးပါးလောက်ပေါ့နော်ချက်ပြီးသွားပြီနောက်ထပ်ဆက်လက်ပြီးတော့အဓိကထည့်ရမယ့်အရာလေးကျန်သေးတယ်ပေါ့နော်အဲ့ဒါကတော့အုန်းနုဖြစ်ပါတယ်အုန်းနုကိုရေနွေးလေးနဲ့နည်းနည်းဖြုံမယ်ပေါ့နော်ပြီးသွားတဲ့အခါမှာတော့အုန်းနုရေလေးတွေလောင်းထည့်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့အကုန်လုံးပြီးဆုံးသလောက်နီးပါးဖြစ်သွားပြီပေါ့နော်အရသာအတွက်ကိုထည့်ဖို့အတွက်မေ့နေတာကြောင့်မို့လို့ကိုအရသာမုတ်လေးထည့်မယ်အရင်ဆုံးကြက်သားမုတ်လေးထည့်ပါမယ်ရှင်ကြက်သားမုတ်လေးထည့်ပြီးသွားတဲ့အခါမှာတော့ငံပြာရည်လေးပါထည့်ပါမယ်ရှင်ငံပြာရည်ကတော့ဇွန်းမပြည့်တပြည့်အနေထားလောက်ပေါ့နော်ပြီးသွားတဲ့အခါမှာတော့ကိုကပစွန်ချောင်းမုတ်လေးပါထည့်ပါမယ်ရှင်ဘာချက်ပစွန်ချောင်းမုတ်လေးထည့်စားနေကြမို့လို့ပေါ့နော်ပစွန်ချောင်းမုတ်လေးထည့်ဖြစ်တာပါပြီးသွားတဲ့အခါမှာတော့တကြားနဲ့ငယ်ထည့်ပါမယ်ရှင်ဒါဆိုရင်တော့နန်းနန်းမင်းလေးတွေနဲ့ရှောက်ရွက်လေးတွေအုပ်လိုက်ပါမယ်ရှင်ဟင်းရည်လေးကအခုဆိုရင်တောက်ချင်စရာလေးဖြစ်နေပြီပေါ့နော်နောက်ဆုံးပိတ်အနေနဲ့ကိုကပစွန်ခေါင်းလေးတွေပေါ့နော်ခုနကပြုတ်ထားတဲ့ပစွန်ခေါင်းလေးတွေကိုထည့်လိုက်ပါမယ်ရှင်အခုဆိုရင်တော့ကိုရဲ့တုံရမ်းဟင်းရည်လေးကအားလုံးပြည့်စုံသွားပါပြီတောက်ချင်စရာလေးဖြစ်နေပြီပေါ့နော်တုံရင်းဟင်းရည်ရာလေး YouTube ပေါ်မှာဆိုရင်တယောက်တစ်မျိုးပေါ့နော်ချက်နည်းလေးတွေရှိပါတယ်တချို့ဆိုရင်လည်းတုံရင်းဟင်းရည်ကိုကြက်သားလေးနဲ့ချက်ကြတယ်ပေါ့နော်ကိုကတော့ပစုံလေးနဲ့ချက်ဖြစ်ပါတယ်ရှင့်အခုဆိုရင်တောက်ချင်စရာတုံရင်းဟင်းရည်လေးရပါပြီရှင်ဒီတုံရင်းဟင်းရည်လေးနဲ့လေကိုအိမ်ကြီးရထမင်းစားတာထမင်းနှစ်ပတ်ခန့်လောက်အသာလေးဝင်သွားတယ်ပေါ့နော်ပိတ်ရက်လေးလည်းဖြစ်တာကြောင့်မို့လို့ဒီလိုမျိုးလေးကိုစားချင်တာလေးတွေကိုတေချာလေးချက်ပြီးတော့စားဖြစ်တယ်ပေါ့နော်မုံညင်းရွက်လေးတွေကတော့ချက်ချိန်လေးနည်းနည်းကြာသွားတာမို့လို့နွမ်းသွားတယ်ပေါ့နော်ဒါပေမဲ့စားလို့တော့ကောင်းပါတယ်ရှင်ဒါဆိုရင်ကိုထမင်းစားပါတော့မယ်ထမင်းစားဖို့အတွက်ကိုငပိရည်ရဲ့ဒညင်းဝက်ကြော်လေးတွေရဲ့တုံရမ်းဟင်းရဲ့ဒီ၃မျိုးနဲ့နေစားပြပါမှာဖြစ်ပါတယ်၃မျိုးနဲ့ဆိုရင်ပဲတော်တော်လေးစားလို့မိန်တာကြောင့်မို့လို့ထမင်းနှစ်ပတ်ခန့်လောက်ကုန်သွားပါတယ်ဒါဆိုရင်စပြီးတော့စားလိုက်ရအောင်နော်ကိုကထမင်းလည်းရမ်းစားချင်နေပြီပိုက်လည်းရမ်းစားနေရကြောင်းမို့လို့ငပိရည်အဲ့တော့မချက်ရသေးတာနဲ့အလင်းအမြန်လေးငပိရည်ကြိုလိုက်ပါတယ်ငပိရည်ကြိုတာပေါ့နော်နည်းနည်းအချိန်လေးလိုသွားတဲ့ခါကြောင့်မို့လို့အယောင်လေးတော့နည်းနည်းကျဲသွားပါတယ်ရှင်ပုံမှန်ဆိုရင်ကိုကငပိရည်ကြိုရင်နည်းနည်းကြာလေးပေါ့နော်2ခါလောက်ကြိုနေကြပေါ့ဒီတစ်ခါကျထမင်းရမ်းစားချင်နေရတဲ့ငပိရည်ကိုပေါ့နော်ခဏလေးပဲကြိုလိုက်တဲ့အခါကျတော့နည်းနည်းအရေးလေးကျဲသွားပါတယ်ဒါပေမဲ့စားလို့ကောင်းပါတယ်ရှင်ထမင်းစားလို့တကယ်မိန်တဲ့နေလေးပါပဲဒညင်းသီးဆိုရင်လည်းလေကိုကဒညင်းဝက်ကြော်ဖြစ်ဖြစ်ပေါ့နော်အဲ့လိုဒညင်းသီးစားရည်စိမ်ဖြစ်ဖြစ်ဒညင်းသီးအစိမ်းဖြစ်ဖြစ်အပြုတ်ဖြစ်ဖြစ်အရန်ကြိုက်တဲ့ခါကျတော့လေဒညင်းသီးနဲ့ငပိရည်ရှိတာနဲ့တခြားဟင်းတောင်မလိုဘူးပေါ့နော်ထမင်းစားမိန်ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့အရေတောက်ဟင်းရည်လေးနဲ့ငပိရည်နဲ့ဒညင်းသီးနဲ့စားဖြစ်ပါတယ်ရှင့်ဟင်းရည်တွေကအများကြီးမို့လို့ကိုတယောက်တည်းတောင်သောက်မနိုင်ဘူးပေါ့နော်အိမ်ကလူတွေအားလုံးလည်းသောက်ရပါတယ်ညနေထိတောင်ပေါ့နော်ကိုညီမလေးဆိုရင်အဲ့တုံရမ်းဟင်းရည်လေးနဲ့ထမင်းစားဖြစ်ပါတယ်ဒညင်းသီး crazy မို့လို့လားမသိဘူးဒညင်းသီးတွေအများကြီးကြော်ထားပေမဲ့လေကိုစားလိုက်တဲ့အခါကျတော့တော်တော်လေးတစ်ဝက်ကျော်လောက်ထိကုန်သွားတယ်ပေါ့နော်အရမ်းစားလို့ကောင်းပါတယ်ငပိရည်နဲ့ထမင်းလေးကိုနယ်ပြီးဒညင်းဝက်လေးတူစားလိုက်အရေးတောက်လေးတောက်လိုက်ပေါ့နော်အရန်ကိုထမင်းစားမိန်တော့ပါပဲဖွင့်ရက်ဆိုရင်လေကိုကထမင်းကိုအဲ့လိုမျိုးပေါ့နော်တေချာလေးလုပ်ပြီးတော့မစားဖြစ်တဲ့အခါကျတော့လေဒီလိုပိတ်ရက်လေးမှာတေချာလုပ်စားဖြစ်တာတော်တော်ထမင်းစားဝင်ပါတယ်ကိုချက်တဲ့တုံရမ်းဟင်းရည်လေးကဆိုရင်အချင်းတော့နည်းနည်းလူတယ်ပေါ့နော်ကိုကကျတော့အချင်းမကြိုက်တဲ့သူမို့လို့ကိုအတွက်ကတော့အနေတော်ပဲပေါ့နော်အချင်းကြိုက်တဲ့သူတွေဆိုရင်တော့တံမြာသီးလေးနည်းနည်းလောက်ညှစ်ထည့်ပေးပါရှင်ဘာလို့လဲဆိုတော့အချင်းကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့အချင်းပေါ့နေနိုင်တယ်လीနော်ကိုကကျတော့အချင်းမကြိုက်တော့ကိုအတွက်ကတော့တံမြာသီးမထည့်ထားတာပို့ပြီးတော့အဆင်ပြေပါတယ်ရှင်တချို့တွေတုံရမ်းဟင်းရည်ချက်တဲ့အခါကျရင်လေတံမြာသီးလေးတွေညှစ်ထည့်ကြတာတွေ့တယ်ပေါ့နော်ကိုကကျတော့ချင်သွားမှဆိုလို့တံမြာသီးညှစ်မထည့်ထားပါဘူးရှင်ကဲအခုဆိုရင်ကိုစားတာတစ်ဝက်တောင်ကျိုးသွားပြီပေါ့နော်ညဘက်ကြီးအတန်သွင်းရတာမို့လို့အတန်လေးဆူညံတန်လေးနည်းနည်းပါရင်ခွင့်လွှတ်ပေးပါရှင်တချို့အိမ်တွေကြတော့လေရေမောင်းတာတွေနဲ့ဟင်းချက်တာတွေကြာညဘက်မှလုပ်ကြတာမို့လို့လေအခုဆိုရင်ကိုစားတာတစ်ပကံကုန်သွားပြီပေါ့နော်တစ်ပကံကုန်သွားပြီးတဲ့ခါကျနောက်တစ်ပကံထပ်ယူအောင်မှာမို့လို့ဆက်စားလိုက်ပါအောင်မယ်ရှင်နောက်ထပ်ဆက်လက်ပြီးတော့စားခြင်းစပွဲဟင်းချက်နည်းလေးတွေကိုမျှဝေပေးသွားအောင်မှာမို့လို့ like and follow လေးလုပ်ပေးခဲ့ပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါစားလာငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်